就也来西北边来先别当嘛就才也一定要别说给继续在实验没别了吧米的也全都没收可你别人就等变成他吧嘞 Oh my god iPhone နဲ့ AI ကကိုလုံးဝဘာမှမခေါ်ဘူးကွာတိလားသူ့ကိုလည်းဘာမှပြောနေရမဟုတ်လင်းမြန်းညောက်ကကိုလို့ပြီးတော့စကားပြောနေကြတာစကားပြောနေဆိုတော့တိတ်တောင်မပြောကိုကအမှန်တော့ဘာလို့ဖို့ရှိတယ်ဆိုတော့ TikTok ရိုက်ဖို့ကွာ TikTok မှာ trend ဖြစ်နေတဲ့ဟာရိုက်မယ်ဆိုပြီးရှောက်သချင်းတွေရှာနေရစမ်းခိုင်းလိုက်ရဲ့ကွာဟိုသချင်းကိုသဘောကျတော့သူတို့ရိုက်ထားတာလေးသဘောကျတော့အဲ့ဒါလေးရိုက်ချင်တယ်ဆိုပြီးရှာနေရကွာရှာနေတော့အဲ့ဒါကိုဥတုကဘာရိုက်ဖို့ရှိလို့လဲဘာလုံးနေရလဲ तू ကမေးနေတော့ရှိတယ်तू ကထပြီးတော့စကားတွေထပြောနင်တို့ဘာလို့ဖို့ရှိရလဲနင်တို့ငါဘာပြောပေးရမလဲငါနားလဲပါတယ်ဘာလို့နားလဲပါတယ်ငါဘာတွေပြောရမလဲဆိုပြီးတော့ oh my god အမှန်တော့အမကtechnology တိတ်မကြိုက်ဘူးကွာသိလားငယ်တော့ trauma တွေဖြစ်ခဲ့တာလေရုပ်ရှင်တွေကြည့်ပြီးတော့စက်ရုပ်တွေကလူတွေကိုပြန်ခိုင်းတာမျိုးတွေလူတွေကိုတတ်တာမျိုးတွေကွာသိလားတကယ် seriouslyအမ technology ကိုသိကျတဲ့လူတွေကမပါဘူးကိုကွာ low profile နဲ့နေမယ်မိသားစုနဲ့နွေးထွေးနေမယ်တကယ်ချင်းနွေးထွေးနေမယ်အဲ့ဒါမျိုးအရန်ချက်တဲ့လူဆိုတော့ဒီဟာယူနဲ့မကြိုက်ဘူးပေါ့နော်ဆိုတော့ကိုပမာ language ကလူတော်တော်များမသိတော့ I love it okay မကြိုက်နဲ့မသိဘူးပေါ့အခုအရန်သဘောကျရပေါ့နော်ဆိုတော့အခုဟာကြီးအချော်တော့ oh my god ကိုပြောနေတော့လုံးဝပမာလူတွေထပြောတာကွာ iPhone ကွာဟိုသူ့လည်းခေါ်တာလည်းမဟုတ်ဘူးနဲ့ဆိုတော့အင်းဘာလို့ဖို့ရှိလို့လဲနင်တို့ဘာအခက်အခဲဖြစ်နေရလဲပြောလေနင်တို့ပြောလိုချင်တဲ့ဟာကိုပြောပြငါပြောပြမှာပေါ့ဆိုတဲ့ဟာမျိုးကွာလုံးဝဘာမှလို့ဟိုကွာဟို foreigner တက်ကဘာမှလို့ပြောနေနေတဲ့မျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ကွာလုံးဝပြပြကွာနင် TikTok ရိုက်ဖို့လားရိုက်မှဆိုရင်ဘယ်တချင်းကိုရိုက်ချင်တာလဲနင်ပို့ပြီးပေါက်ဖို့တချင်းဆိုရင်တော့ဘယ်ဟာလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ oh my god ဆိုတော့နီးပညာခေတ်ကြီးရောက်နေပြီဆိုတော့နီးပညာခေတ်မှာကိုကလုံးဝနီးပညာကိုမသိဘူးနားမလည်ဘူးဆိုတော့လုံးဝခြေတလန်းနောက်ရောက်နေပြီပေါ့နော်ခြေတလန်းတော့မကတော့ခြေ10လန်းလောက်နောက်ရောက်နေပြီထင်တယ်အဲ့မှာနီးပညာကားထဲမှာအချိုက်ဆုံးကားတကားရှိရဲ့အဲ့ဒါကကွာကိုအသက်ကိုကွာရက်ပလိုက်တာဥမာကိုက30ဆိုရင်30မှာရက်လိုက်ပြီးတော့ချစ်ပြားထည့်လိုက်တာပေါ့နော်ချစ်ပြားထည့်ပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့ကိုတေမဲ့ထားတော့80 80ဆိုအဲ့ဟာမှာရက်ထားလိုက်တယ်ထားပြီးတော့အချစ်ပြားမှာတက်တန်းတော့တိုးရတာလူတွေတယောက်ကိုတယောက်အဲ့လိုမျိုးကြီးတက်တာအဲ့ကားနေပြီးတော့အမမေ့နေတော်တော်လေးကြာပြီးတော့ကြည်ထားတာအဲ့ကန်တကားရှိတယ်ကွာဆိုတော့အဲ့ဟာတွေကမဖြစ်လာနိုင်ဘူးဆိုတော့ nobody knows ဘယ်သူမှမသိဘူးကွာသိလားဘယ်သူမှမသိနိုင်ဘူးဒါတွေကဖြစ်လာနိုင်မှနိုင်မယ်ကွာအခုတော့ကွာထပြီးတော့ကိုပြောနေအခုအမြင်ကက်လို့ဖုန်းရောပိတ်ထားတယ်လာကိုဘာပြောတော့ထထကြီးပြောနေတာကွာ so serious oh my god I don't like it ဘောနော်အဲ့ဟာကြီးတော့အမလုံးဝမကြိုက်ဘူး oh my god ဘာဖြစ်လာမလဲမသိဘူးပေါ့နော်ဆိုအမတော့အမကအဲ့ဒါဟိုတချင်းလေးနဲ့ကစားမယ်ပေါ့နော် TikTok ကစားမယ်ပြီးသွားရင်တကယ်စကားကြီးပြောမယ်ပေါ့စိတ်ကူးထားတာအခုတော့ oh my god seriously